လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုတော့ဘယ်အရာကနေပြီးတော့စကြမလဲနာမည်ကနေအရင်စကြမှာပေါ့နော်ပြည့်စုံတဲ့ branding တစ်ခုဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာဖော်ပြပေးတော့မှာဖြစ်ပါတယ်ကိုယ့်ရဲ့ product နဲ့ target audience ကိုသိဖို့ရပထမဆုံးအချက်အနေနဲ့အရေးကြီးပါတယ်ကိုကဘာပစ္စည်းကိုရောင်းပါလဲဘယ်သူတွေကိုရောင်းပါလဲပေါ့နော်အဲ့ဒီပစ္စည်းကအဝတ်စားဆိုရင်ပေါ့အဝတ်ယောက်ျားလေးဝတ်လားမိန်းကလေးဝတ်လားယောက်ျားလေးဆိုရင်ယောက်ျားလေးတွေကိုရောင်းမယ် audience ကယောက်ျားလေးတွေဖြစ်မှာပေါ့နော်အဲ့လိုမျိုးပဲကိုယ့်ရဲ့ target audience ကိုတည်တည်ချာချာလေးသတ်မှတ်ထားတဲ့ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီပြောင်းမဲ့ပစ္စည်း branding ကိုတည်သွားပြီကိုယ့်ရဲ့ brand ကိုတည်သွားပြီဆိုရင်တော့နာမည်လေးတွေကို brainstorming လုပ်ပြီးတော့ဒုတိယအဆင့်အနေနဲ့စဉ်းစားကြည့်ကြအောင်နာမည်ကိုပေးကြတဲ့အခါမှာကာယံလေးတွေနဲ့နောက်ပြီးတော့ကျတော့ live ဖက်ညီတဲ့စကားလုံးလေးတွေတွဲပြီးပေးတာမျိုးလေးတွေရှိတတ်ကြတယ်ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် crispy creamy ပေါ့နော်ခီးနှလုံးနဲ့စပြုထားပြီး crispy creamy ဆိုပြီးတော့ကျတော့ကာယံနီးတဲ့အတန်လေးထွက်တယ်သူနာမည်ကိုကြားလိုက်တာနဲ့funny ဖြစ်စေတဲ့ရတာကိုရစေတယ်ပေါ့နော်နောက်ထပ်တစ်မျိုးအနေနဲ့ကကျတော့ compound words တွေသုံးပြီးတော့ကျတော့နာမည်ပေးလေးရှိတယ် Facebook ပေါ့နော်face ဆိုတဲ့ profile နဲ့ဒီ connection ဆိုတဲ့ book ပေါ့နော်ဒီ book ကနေပြီးအဆက်အသွယ်ရသွားတဲ့ဒီ connection တွေ profile တွေအချင်းချင်းစိတ်ဆက်မိသွားတဲ့ဆိုလေတဲ့သဘောကိုယူထားပြီးတော့ကြတော့ compound words လေးအနေနဲ့ face နဲ့ book ကိုပေါင်းပြီးတော့ Facebook ဆိုတဲ့နာမည်လေးကိုပေးထားတာဖြစ်ပါတယ်အဲ့လိုမျိုးပဲနောက်ထပ်အနေနဲ့ကမြန်မာစကားလုံးနဲ့တခြားနာမည်အင်္ဂလိပ်နာမည်ဒါမှမဟုတ်တခြားဘာသာစကားတစ်ခုခုနဲ့ရောဆက်ပြီးတော့ကြတော့ပေးတာမျိုးတွေလည်းရှိတယ်ပေါ့နော်ဥပမာမင်္ဂလာ vox မင်္ဂလာဆိုတဲ့မင်္ဂလာရှိတဲ့စကားလုံးနဲ့နောက်ပြီးတော့ကျ vox ဆိုတဲ့စကားလုံးလေးကိုတွဲဖက်ပြီးသုံးထားမျိုးတွေလည်းရှိရဲပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့အတူဆုံးအယူရှင်ဆုံးပုံစံမျိုးပေါ့နော်မှတ်မိရလွယ်ကူတဲ့ပုံစံမျိုးနဲ့ပြီးလိမ့်ရှိရဲဥပမာအနေနဲ့ပြောရမယ်ဆိုရင် TikTok ပေါ့နော်ကာယံလေးလည်းညီးပြီးတော့အမှတ်ရလွယ်တဲ့စကားလုံးလေးတွေကိုလည်းသုံးလေးရှိရဲပေါ့နော်ကဲဒါဆိုရင်တော့နာမည်လေးတွေစဉ်းစားပြီးသွားပြီဆိုရင်တော့ကိုပေးလိုက်တဲ့နာမည်ကဒီ website တို့ social media တို့မှာရှိပြီးသားလားဆိုတာကိုစစ်ဆေးဖို့ရအတွက် step 3အနေနဲ့ထည့်သွင်းစဉ်းစားသင့်ပါတယ်စဉ်းစားထားတဲ့နာမည်ကို Google မှာလည်းရိုက်ပြီးတော့ရှာဖွေနိုင်ပါတယ်နာမည်တူရှိမရှိဘူးပေါ့နော်အဲ့လိုမဟုတ်ဘူးတခြား name cheap ဆိုတဲ့ website မှာကိုယ့်ရဲ့ name ကနာမည်တူရှိလားဒါမှမဟုတ်ရင် social media တွေမှာအသုံးပြုပြီးသားလားဆိုတာမျိုးကိုရိုက်ရှာကြည့်လို့ရပါတယ်နောက်ပြီးတော့နောက်တစ်ခုအနေနဲ့ GoDaddy ဆိုတဲ့ website မှာကကြတော့ website တွေလုပ်တော့မယ်domain name တွေစဉ်းစားတော့မယ်ဆိုရင်ဒီ website လေးကအထောက်အကူဖြစ်စေမယ်ထင်တယ်ဒီလိုမျိုးနာမည်တွေကိုစစ်ဆေးပြီးသွားတဲ့အခါမှာဆိုရင်တော့ကိုစဉ်းစားထားတဲ့နာမည်တွေကအကြိုက်ဆုံး2ခု3ခုလောက်ကိုတငယ်ချင်းတွေနဲ့တိုင်ပင်ကြည့်ပါဆွေးနွေးကြည့်ပါအဲ့ဒါမျိုးဆိုရင်တော့ဒီကိုရဲ့အကြိုက်ဆုံးနာမည်လေးတစ်ချက်အကောင်းဝင်ဆုံးစင်ပြေဆုံးနာမည်လေးကထွက်ပေါ်လာမှဖြစ်ပါတယ်ဒီလိုမျိုးအဆင့်၄ဆင့်နဲ့ကိုနာမည်ပေးပြီးသွားပြီဆိုရင်တော့အနှစ်ချုပ်အနေနဲ့ပြောပြရမယ်ဆိုရင်ကိုရဲ့နာမည်ကတိုနဲ့ဖက်ရလွယ်မယ်ရှင်းလင်းပြီးတော့ကြတော့စလုံးပေါင်းလို့လွယ်မယ်အတန်ထွက်ရလွယ်မယ်ဆိုတဲ့စကားလုံးမျိုးနာမည်မျိုးကိုပေးသင့်တယ်လို့အကြံပေးလိုက်ချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုကြည့်နေတဲ့သူလေးတွေလည်းနာမည်တွေစဉ်းစားလို့ရသွားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်း AI ကိုအသုံးပြုပြီးတော့ကြတော့ brand name လေးတွေကိုဘယ်လို create လုပ်လို့ရလဲဆိုတာမျိုးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကို like လုပ်ပြီးတော့ကြတော့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะစဉ်းစားမိတဲ့နာမည်လေးတွေရှိတယ်ဆိုရင်လည်း comment မှာရေးပေးခဲ့နိုင်ပါတယ်เนาะ